ဘာပြက်ခါလေးမှာပထမဦးစွာစက်ကြဝဠာကလေးတစ်သိန်းလုံးတစ်ဆက်တည်းသောကဘာပြက်မိုးကြီးရွာသွန်းပါတယ်။ကဘာပြက်မိုးပြက်ဆဲဒီမှာလွန်စွာခြေပြားသောကာလမှာရေတစ်စက်တစ်ပေါက်မျှမိုးမရွာပဲကုန်လွန်သွားတဲ့အခါဒုတိယနေတစ်စင်းထင်ရှားဖြစ်ပေါ်လာပါတယ်။နေနှစ်စင်းဖြစ်လာတဲ့အခါနေတစ်စင်းဝင်ရင်နေတစ်စင်းထွက်ပေါ်လာသလိုဖြစ်လာပြီးမြင့်ပိုင်းခြားနေပိုင်းခြားဆိုတာလည်းမရှိတော့ပါဘူး။မြင့်ငယ်900လို့ခေါ်တဲ့မြင့်ငယ်အသွဲသွဲတို့ဟာလည်းနှမ်းတစ်ပုတ်စာရေမကြံအောင်ခန်းချောက်ပုံရပါတယ်။ဒီလိုနဲ့ကာလရှည်လျားစွာကြာမြင့်တဲ့အခါတရားနေတစ်စင်းတရားကြာမြင့်လာတော့စရုဒ္ဓနေတစ်စင်းပေါ်ထွက်လာပြီးမြစ်ကြီး9သွဲမြင့်ငယ်900တို့ရဲ့မြစ်ပြားခံရာခုနှစ်တွေ့သောအိုင်ကြီးများလည်းခန်းချောက်သွားပြန်ပါတော့တယ်။ဒီလိုနဲ့ပဲကာလရှည်လျားကြာမြင့်လာပြန်တော့ပြင်စမမြောက်နေတစ်စင်းထပ်မံပေါ်ထွက်လာပြီးသမုဒ္ဒရာရေတို့ဟာတဖြည်းဖြည်းခန်းချောက်သွားပြီးနောက်ဆုံးမှာလက်တစ်စစ်စာစိုးယုံမျှတော့လေမကြံရှိတော့အောင်ဖြစ်ခဲ့ရပါတော့တယ်။နောက်ကာလကြာမြင့်မြန်တော့ဆဋ္ဌမနေရစင်းထွက်ပေါ်လာခြင်းကြောင့်ဂရေတသိန်းသောစัจ java လာတိုက်တွေဟာတစ်ဆက်တီးအခိုးငွေများတစ်ပြိုင်ပြိုင်နဲ့မဲမှောင်တဲ့အခိုးငွေတွေကြောင့်အဆိုးရက်များကုန်ခန်းသွားပါတော့တယ်။အပူချိန်လွန်ပြင်းထန်မှုကြောင့်မြင့်မိုးတောင်ကြီးဟာလည်းတင်းညွတ်ရင်းရိုင်လာပါတော့တယ်။အဲ့ဒါလို့နဲ့ကာလရှည်ကြာစွာကုန်လွန်သွားတဲ့အခါတတ္တမမြောက်နေတစ်စင်းထွက်ပေါ်လာပြန်ပြီးစัจ java လာဂရေတသိန်းဟာတဝင်းဝင်းတစ်ထိန်နေနဲ့မီလီယံတွေဝေပြီးတောက်လောင်ပါတော့တယ်။မြင့်မိုးတောင်ကြီးဟာလည်းပြိုပြက်ပြီးကောင်းငင်မှာပဲကြေမွပျောက်ပဲသွားပါတယ်။မီလီယံတွေဟာစတုမဟာတဲ့နတ်ဘုံအထိတက်ပြီးလောင်ကျွမ်းပါတယ်။အဲ့ဒီမှတဖန်အထက်တာဝရိနာဘုံကိုဆွဲလောင်ပါတယ်။ဒီလိုနဲ့တစ်ဆင့်ပြီးတစ်ဆင့်ပထမဇန်ဘုံဖြစ်တဲ့ဗြဟ္မဘုံ3ဘုံအထိလောင်ကျွမ်းပါတော့တယ်။အဲ့ဒီမီလီယံတွေဟာရုပ်သင်္ခါရတရားအနုမြုံမုံတစ်ဆင့်အမျှကြံရှိသေးရင်ကိုပဲမငြိမ့်သေးပဲရုပ်သင်္ခါရတရားအားလုံးကုန်သောအခါမှထောပတ်စီတို့ကိုလောင်သောမီလီယံကဲ့သို့ပြားကိုယ်တော်မှမကျွင်းကြံစီတော့ပဲငြိမ့်သွားပါတယ်။အောက်ကောင်းငင်နဲ့အထက်ကောင်းငင်ဟာလည်းတစ်ဆက်တည်းဖြစ်ပြီးမိုက်မောင်တိဖြစ်နေပါတော့တယ်။အဲ့ဒီလိုနေ9ဆင်းထွက်ပြီးလောင်ကျွမ်းပျက်စီးမှုဖြစ်နေတာဟာအတင်းချေရကတ်တစ်ခုကြာမြင့်ပြီးတန်ဝဋ္ဌကရဲ့လို့ပေါ်ပါတယ်ရှင်။